Telegram ကောနာမည်ပြောင်းလေးအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုသုံးနေတဲ့ Telegram အကောင့်ရဲ့နာမည်ပြောင်းနည်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီနည်းလေးကိုသိချင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါပထမဆုံးအနေနဲ့ Telegram software လေးတွေကိုဝင်လိုက်ပါခင်ဗျာ software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဘယ်ဘက်ပေါ်တောင်းမှာရှိတဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါပြီးရင်တော့ဒီပေါ်မှာရှိတဲ့ my profile ဆိုတာကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါโอเคပါဒီထက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့နာမည်ပြောင်းမှာဖြစ်တဲ့အတွက်ညာဘက်ပေါ်တောင်းကခဲတံပုံလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါโอเคပါဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ username ဆိုတဲ့နေရာမှာကျွန်တော်တို့အရင်ကထည့်ခဲ့တဲ့နာမည်လေးတွေကိုဆက်ပေးလိုက်ပါခင်ဗျာဆက်ပြီးပြီဆိုရင်တော့ first name last name မှာကိုပေးခြင်းတဲ့နာမည်ကိုဒီချာလေးရိုက်ထည့်ပေးလိုက်ပါ first name မှာနာမည်နှလုံးထည့်လို့ရမယ် last name မှာလည်းနာမည်နှလုံးဒါမှမဟုတ်ထည့်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့နာမည်က3လုံးဖြစ်တယ်ဆိုရင်တော့ first name မှာနှလုံးနဲ့ last name မှာနာမည်တစ်လုံးထည့်ပြီးတော့တို့တို့ပြောင်းမှာတည်ကြပြီဆိုရင်တော့ညာဘက်ပေါ်ထောင်းမှာရှိတဲ့အမှန်ကြီးကလေးကိုနှိပ်ပြလိုက်ပါခင်ဗျာโอเคပါဒါဆိုရင်တော့ကျွန်တော်ရဲ့နာမည်လေးကိုအလွယ်တကူနဲ့ပြောင်းလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတော့ကိုယ့်ရဲ့ Telegram အကောင့်နာမည်လေးကိုပြောင်းတဲ့နည်းလေးကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာရှိရင်လည်းအောက်ကဗီဒီယိုလေးရဲ့ comment box လေးမှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ